ဒီလိုပြဿနာတွေကဖန်ဆင်းရှင်းစားတဲ့ကိုမျိုးသူကျွန်တော်နဲ့ယူပြီးတော့ခြားပြောက်သုံးဆောင်မှုဖန်ဆင်းတယ်ကျွန်တော်ခံမင်းတယ်ဒီလားအဲ့ကိစ္စကိုခံမင်းတယ်ကျွန်တော်တဲဥတစားလေးခွဲပြီးတော့တေးရက်ဆက်ခဲ့တာသူအီရိုဆာများပဲဖြစ်တယ်တန်ရာကိုတွေးတရမလို့တတ်ဘူးရုပ်ဆွာဆုံးသူရဆိုင်တဲ့မြားကိုပြန်မလုပ်တတ်ဘူးခေါ်တော့မှပြောတာကန်တယ်ခွန်နေပြီးကျွန်တော်မခံရလေးသိချစ်ကွာတဲ့သိမပြီးဘူးကျွန်တော်ရှင်းတန်းနေရတာမိမတယောက်အတွက်နဲ့ဟဲလို့လေပေါ်တန်တဲ့စကားမပြောပါနဲ့မိမတွေဘယ်လောက်ထိစိတ်ပြင်းတာမေးသေးဆုံးချီအောင်ခုကျွန်တော်ယူရမယ်တီးလားကျွန်တော်ယူရမယ်အိမ်မိမကြောင့်လေကျွန်တော်မှတတ်ခေါင်ယူရမယ်သူမကိုဖန်တီးမဖြတ်ခင်တော့2ရက်လောက်တီးညာတယ်ကျွန်တော်တယောက်တည်းယူပြီးချက်ကြီးရပါစံတယ်လေဟမ်တကယ်ဆိုသူ့ကိုဒီတက်ပူပြီးတော့လေးထားတဲ့တဲ့ကိုကျွန်တော်လေးထားခဲ့တဲ့ဘိုးတို့ရဲ့ညနေမှာကျွန်တော်ဟာစောစောလေးအိတ်ခင်မိတဲ့နော်တကယ်ငယ်ကြီးနဲ့ပြုံးပြီးဝှချီတန်းကြီးပါလို့မှတ်ယူခဲ့တဲ့နော်တကယ်ဆိုချက်လျှောက်တရားဇက်သိန်းကနေဘရောမှမပေါ့ဆိုတဲ့စကားကိုကျွန်တော်ဆေးယူနေခဲ့တဲ့နော်တငယ်ချင်းကိုယုံခဲ့မိတဲ့နော်ဖြက်လန်းကိုရွေးခဲ့မိတဲ့နော်အိမ်မက်တွေနောက်ကိုလိုက်ပြီးတော့တက်လန်းကိုရှာခဲ့မိတဲ့နော်ဖြက်တန်းနေရတဲ့ဘဝတွေမလွယ်ကူပေမဲ့ကျွန်တော်ဘိုးတို့နေ့ညနေမှာစောစောလေးအိတ်ခင်မိတဲ့နော်ကိုမိုးရဲ့တကယ်ဆိုဖန်ဆင်းရှင်ရကျွန်တော်ချစ်ပါဘူးကျွန်တော်အားသာငယ်ကိုချစ်တာငယ်ရတော့ကျွန်တော်ချစ်ပါဘူးကျွန်တော်အားသာဖန်ဆင်းရှင်တဲ့ငယ်ကိုလည်းပို့ပြီးချစ်တာဒါတွေကိုသူသိနိုင်မှာမလားကျွန်တော်ဘယ်လောက်ထိချစ်တာစက်သိန်းငယ်ရောက်ဖို့နီးလာလေခံစားမှုရတာပေါ်လာလေဒီဇလန်နဲ့ကားရဲ့စက်ကောင်ခွန်အားတွေလည်းရောလာပြီပျော်ရွှင်စရာမရှိတဲ့ဘဝရဲ့အညာတွေရမ်းကြတယ်ပူလောင်ခြင်းတွေများစွာနဲ့ငြိမရှိတော့တဲ့ကုတ်ကပါငယ်ဒီနှွေးထွေးမှုတွေပေးခဲ့တဲ့ရင်ဝင်ရဘယ်ရောက်သွားလဲမမေးပါနဲ့ဖြေဖို့ခွန်အားလည်းမရှိတော့ပါစက်ဖြားတယ်ပြတ်သားတယ်ငယ်မင်းရဲ့တိတ်ကိုပြတ်သားတယ်ထွက်သွားခဲ့ကို